ဒီကန်းကြီးကနိုင်ဝက်တိုင်းမှာအသက်တနဲ့ကြီးသွားစီတယ်ဟိုတယ်မန်နေဂျာကခီးသွွားဧည့်သည်တွေကိုအထူးဧည့်သည်ဖြစ်တဲ့လူတည်နေတဲ့ကန်းကြီးတစ်ခုကိုလာပို့ပေးတယ်။ဆဆရောက်ချင်းမှာပဲသူတို့ဟာကောင်မလေးတယောက်ရဲ့အလောင်းကိုတွေ့လိုက်ရပါတယ်။သူတို့မလာခင်စီတန်းဆိုတဲ့အမျိုးသားကိုတွေ့ရတော့ဆရာဝန်ကဒီလူကိုတန်တရားဝင်လာပြီးစီတန်းကသူမသက်ကြောင်းနဲ့သူမကိုစောင့်နေတာဖြစ်ကြောင်းရှင်းပြတယ်။ပြီးတော့နှာခေါင်းသွေးတွေဇက်တိုင်းထွက်နေပြီးမြဘာလို့ထွက်နေမှန်းသူကိုယ်တိုင်လည်းမသိပါဘူးလေ။ခဏနေတော့ပက်ထရီရှာဆိုတဲ့အမျိုးသမီးနဲ့သူ့ယောက်ျားဂျယ်ရင်တို့ကရောက်လာကြပါတယ်။အကြောင်းဆုံးတရားလို့ဖုန်းဆက်မယ်ဆိုတော့ကန်းကြီးမှာဖုန်းလိုင်းမမိဘူးဖြစ်နေတယ်။အဲ့ဒါနဲ့ဂျယ်ရင်ကလိုင်းမီရဲ့နေရာလိုက်ရှာရင်းနဲ့သူတို့ကိုကားချပေးခဲ့တဲ့နေရာကိုသွားဖို့ဂူကြားကိုဖျက်လာလိုက်ပြီးဒါပေမဲ့ဂူဖြတ်မှာဖျားတစ်ခုကြောင့်ခေါင်းမူးသလိုခန်းစားရပြီးကန်းကြီးမှာပြန်လို့တယ်။ခဏကြာမှပဲဆရာဝန်မရနှလုံးဖောက်ပြီးရုတ်တရက်သေဆုံးသွားတယ်။ပက်ထရီရှာတို့လင်မယားကကောင်လေးနဲ့ကောင်မလေးတယောက်ကိုတွေ့လို့စကားပြောရင်းနဲ့အသက်မေးကြည့်တယ်။17နှစ်လောက်ရှိမဲ့ကောင်လေးကသူ့ကိုယ်သူ6နှစ်လို့ပြောတယ်။အဲ့ဒီအချိန်မှာပဲပရစ်ကာဆိုတဲ့အမျိုးသမီးကသူမကလေးတွေပြန်လို့လိုက်ရှာနေတယ်။ခုနကကောင်လေးကအမေလို့ခေါ်လိုက်တော့သူမအယမ်းလန့်သွားခဲ့ပြီးသူသားနဲ့သမီးကရုတ်တရက်ကြီးအသက်ကြီးလာတယ်။သူတို့နဲ့မကသေးပါဘူး။ဆရာဝန်သမီးလေးကာရာဟာဆိုရင်လေကလေးတေးသေးလေးရွယ်ကနေ9နှစ်10နှစ်အရွယ်လောက်ကိုကြီးနေပြီ။အချိန်လေးကြောင့်လန့်သွားခဲ့တဲ့စီတန်တယောက်ထွက်ပြီးတော့ဆရာဝန်လည်းနောက်ကလိုက်တယ်။ဂူကြောင်ဖြစ်တော့သူတို့တွေအမူးဝေလာပြီးကန်းချိန်မှာပြန်လို့လာတယ်။တခြားသူတွေသွားတော့လေသူတို့လိုပဲထပ်ဖြစ်တယ်။စိတ်ကစင်ကလေးယောဂရှိတဲ့ဆရာဝန်ကစီတန်ပါးကိုတချောနဲ့ချက်လိုက်တယ်။ဒါပေမဲ့တစ်ချက်ပဲသွေးထွက်ပြီးအနာကချက်ချင်းကိုကျက်သွားလို့အကုန်အားတင်နေကြတော့အကောင်လို့ဆိုပြီးစကားပြောနေကြတော့ပရစ်ကာကသူ့ရဲ့ဘိုင်းမှာအကျိတ်တစ်ခုရှိနေရဲဆိုတာထုတ်ပြောလာပြီးအခုတော့အကျိတ်ကတဖြည်းဖြည်းနဲ့ကြီးထွားလာပြီးသူမလည်းမိလဲသွားတယ်။ဆရာဝန်ကလည်းအကျိတ်ကိုထုတ်ဖို့အတွက်ဓာတ်ကိုဘိုင်းနဲ့ခွဲပြီးမြဲခွဲရကချက်ချင်းကိုပြန်ပိတ်သွားတယ်။အဲ့ဒါနဲ့နောက်တစ်ခါပြန်ခွဲပြီးတော့ပိတ်မသွားအောင်လက်နဲ့ဟာထားကြတယ်။အဲဒီတော့မှတော်တော်လေးကိုကြီးနေပြီဖြစ်တဲ့အကျိတ်ကိုထုံလာနိုင်ပြီးဘိုက်ခွဲရလည်းပြန်ပိတ်သွားလိတော့တယ်။တိတ်မကြခင်မှာပဲပရစ်ကာနိုးလာပြီးတော့သူမရင်ကားထန်နေလို့ပူကောင်းလာတယ်လို့ပြောပြတယ်။အဲ့ဒီချိန်စီတန်ကအုပ်ထားတဲ့ကောင်မလေးလောက်အောင်တွားကြည့်တော့အယိုးတွေပဲတွေ့ရတော့တယ်။နှစ်နဲ့ချီဆွေးမြေးဖို့ကြားတဲ့အလောင်းက3နာရီတွင်မှအယိုးတွေဖြစ်ကုန်ပြီဆိုတော့ဒီကန်းချီအချိန်ဟာတာမန်အချိန်ထက်တော်တော်လေးမြန်နေတယ်ဆိုတာရိပ်မိလိုက်ကြပါပြီ။ဆရာဝန်သမီးကာရာနဲ့ပရစ်ကာသားထရမ်တို့ဟာရွက်ဖြင့်တဲထဲမှာအတူတူရှိနေကြတယ်။တဲရီကထွက်လာတော့2ယောက်စလုံးအပြိုလူပြိုအရွယ်ဖြစ်နေပြီ။ကာရာဘိုက်ကလည်း9လစာလောက်ကိုပို့ပူနေပြီ။လူကြီးတွေကလည်းလန်သွားကြပြီးခဏလေးမှပဲဘိုက်ကပို့ပူလာတော့တယ်။တိုင်မကြခင်မှာပဲကလေးမွေးလိုက်ရပြီးကလေးဟာစက္ကန့်ပိုင်းတွင်မှတေဆုံးသွားပါတော့တယ်။မသိရင်ခဏလေးလို့ဆိုပေမဲ့ပုံမှန်နိုင်ဝက်ဟာကန်းချိန်မှာတော့တစ်နှစ်နဲ့ညီမျှပါတယ်။အဲဒါကြောင့်ကလေးဟာကန်းချိန်ချိန်နဲ့တွေ့ရင်အချိန်တော်ကြာအစာအာဟာရမရှိတာကြောင့်တေဆုံးသွားရတာပါ။လူတွေတနေရာကွဲသွားကြတဲ့ချိန်ပက်ထရီရှာရဲ့စူးစူးဝါအော်တန်ကိုကြားလိုက်ရပြီးတစ်ချက်ယောဂထားပေါက်လာတဲ့ဆရာဝန်ဟာစီဓာတ်ကိုဓာတ်နဲ့မသေးမချင်းထိုးသက်နေတာကိုသူမမျက်စိရှိမှမြင်တွေ့ရတာကြောင့်ပဲဖြစ်ပါတယ်။တခြားသူတွေကလည်းပြေးလာကြပေမဲ့စီတန်ဟာတေဆုံးသွားခဲ့ပါပြီ။ပရစ်ကာယောက်ျားခိုင်းကဆရာဝန်နာသွားပြီးဓာတ်ကိုအသာလေးယူလိုက်ပါတယ်။ဂျယ်ရင်ကရေကူးကျွမ်းတာကြောင့်ကန်းချီကနေရေကူးသွားရင်းနဲ့အကူကြီးသွားတောင်းမယ်ဆိုပြီးတော့ကူသွားတာပါ။ထရမ်မာဖြစ်တဲ့မက်ဒေါ့ကသူမိဘတွေဒီခီးစင်ပြီးရင်ကွာရှင်းတော့မယ်ဆိုတာသူမအမေစီကနေသိလိုက်ရပါတယ်။ကြေကွဲဝန်းနေစွာနဲ့ပင်လေရေတိန်နဲ့ဆင်းသွားတော့မျောလာတဲ့ဂျယ်ရင်အလောင်းကိုမြင်ပြီးအလန်တကြားနဲ့အော်ဟဲပါတော့တယ်။ဂျယ်ရီယာရေကူးရင်းနဲ့တတိလက်သွားတာကြောင့်ရင်းနဲ့တေဆုံးသွားတယ်ဆိုတာသိလိုက်ရပြီးထွက်ပေါက်မရှိတော့ဘူးဆိုတာနားလည်လိုက်ကြပါပြီ။ကာရာနဲ့ထရမ်ကတော့သူတို့ကလေးလောင်းကိုတွားမြုပ်ကြတယ်။ချက်ချင်းဆိုသလိုပဲကာရာကကြောက်တရံပေါ်တွေ့တက်ပြီးတော့လွတ်လန်းကိုရှာပါတယ်။ထရမ်နဲ့တခြားလူတွေတားပေမဲ့ကာရာကဆက်ပြီးတော့တက်နေတယ်။ဒါပေမဲ့အမြင့်တနေရာရောက်တော့သတိမေ့သွားပြီးအောက်ကိုပြုတ်ကျလာရင်းနဲ့တေဆုံးသွားပါပြီ။နောက်တော့ပက်ထရီရှာကဖော်ချောင်းနေနဲ့ရေကူးသွားမယ်လို့ပြောတယ်။ချက်ချင်းဆိုသလိုပဲသူမလည်းရုတ်တရက်ဝက်ယူပြန်လာပြီးတေဆုံးသွားပြန်ပါတယ်။ငကိုကလေးကလည်းသူမဟာဝက်ယူပြန်ယောဂရှိနေရဲ့သူပါ။ဂိုင်းကပက်ထရီရှာလောင်းကိုကြည့်နေတော့မှပဲသူ့ရဲ့မျက်လုံးတွေအနှဲငယ်ဝေဝါလာပြီးဆရာဝန်မိန်းမလည်းသူသမီးတည်သွားတာမသိသေးပဲလိုက်ရှာနေတော့သူမကြောပြင်ဟာကယ်လ်ဆီယမ်ချို့တဲ့မှုတွေကြောင့်ဘူးကြီးဖြစ်လာတာကိုမှန်ကနေတွေ့လိုက်ရပါတယ်။ခိုင်းကသူမိန်းမဖောက်ပြန်ပေးမယ်လေဒီအချိန်မှာတော့အတူတူရှိနေကြတယ်လို့ပရစ်ကာကိုပြောလိုက်ပါတယ်။ပရစ်ကာကလည်းသူမဖောက်ပြန်မိခဲ့တာအတွက်တောင်းပန်နေထရမ်တို့မောင်သမားကတော့ကြောက်ထရံအနောက်နားမှာအရင်ရောက်နေခဲ့တဲ့လူတွေရဲ့ပစ္စည်းတချို့ကိုရှာတွေ့တယ်။အဲဒီမှာနောက်စာအုပ်တော့ကိုတွေ့ပြီးဒီကိုရောက်လာတဲ့လူတွေရဲ့နာမည်တွေကိုခြာရေးထားတယ်။နောက်တော့ဟိုးပေါ်ကနေအလင်းရောင်တစ်ခုတွေ့လိုက်ရပြီးတယောက်ကသူတို့ကိုကင်မရာနဲ့မှတ်တမ်းတင်နေမှရိပ်မိလိုက်ပြီးအဲ့ဒီချိန်မှာဆရာဝန်ကဓာတ်တစ်ချောင်းနဲ့ပြောချင်ဟာပြောနေပြီးတော့ပရက်စကာတို့လည်းများစီကိုလာနေပြီးကန်းကြေကြောင့်အသက်အရွယ်ကြီးရင်လာတဲ့ပရက်စကာကနားသိမ့်မကြားနိုင်တော့သလိုဘာမှသတင်းမထားမိသလိုအမြင်ဝေဝါးနေတဲ့ဂိုင်းကလည်းဘသူမှမသိပါဘူးနောက်မှဆရာဝန်ကဓာတ်နဲ့လိုက်ရမ်းနေတော့နှစ်ယောက်စလုံးသတိထားမိပြီးဂိုင်းရဲ့လက်မှာလည်းဓာတ်တွေရှာကုန်ပါတယ်သူကကလေးတွေကိုတွားပုံခိုင်းမှုအတွက်သူမိန်းမကိုပြောလိုက်တယ်ပရက်စကာလည်းကလေးတွေစီပြေးသွားပြီးတော့တနေရာမှာပုံခိုင်းနေထရန်တို့မောင်သမားကူတဲကိုဝင်တော့အတန်တန်ကိုကြားလိုက်ရပြီးဆရာဝန်မိန်းမမှန်သိလိုက်ရတယ်သူ
သူမကအခုဆိုရင်သူသမီးလေးတေဆုံးတာကိုလည်းတည်သွားခဲ့ပါပြီထရန့်ကြောင့်တရားရဲဆိုပြီးတော့ကြောက်တုံးကြီးမှပြီးတော့ပြစ်ဖို့လုပ်တဲ့ချိန်သူမအယိုးတွေကျိုးလာပြီးနောက်ဆုံးမှာတော့ချီရောလက်ရောအကုန်ကျိုးကုန်ပြီးတော့တေဆုံးသွားပါတော့တယ်တစ်ဖက်မှာလည်းပရစ်ကာကဓာတ်နဲ့ရမ်းနေတဲ့ဆရာဝန်ရဲ့လက်သွေးကြောတွေကိုတန်ကြီးတက်နေတဲ့ဓာတ်နဲ့ချက်လိုက်တယ်တန်ကြီးကအစိတ်တွေသွေးကြောကနေတဆင်ခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်နှံ့သွားပြီးတဲ့နောက်ဆရာဝန်လည်းသူမိမနောက်ကိုလိုက်သွားခဲ့ပါပြီခဏနေတော့ထရန့်တို့မောင်သမမိဘတွေစီကိုပြန်လာတယ်အခုဆိုရင်ကန်းစင်းမှာသူတို့၄ယောက်ပဲကြံပါတော့တယ်ဂိုင်းကဒီချိန်လေးကိုတမ်းမိုးထားတဲ့အကြောင်းသူမိမကိုပြောနေတယ်နောက်တော့တဖြည်းဖြည်းနဲ့အသက်တွေအုံမင်းလာပြီးတူတူသေးဆုံးသွားကြပါတယ်မိုးလင်းတော့ထရန့်ရောသူ့မပါမနီးရတဲ့အသက်ကြီးလာပြန်ပါတယ်လွန်လန်းလည်းမသိကြတော့မဲ့တူတူကလေးတွေလိုပဲတဲနဲ့ရဲတိုက်ပုံစံလေးတွေထိုင်လို့တယ်ခဏနေတော့ Trump ကဟိုတယ်မှာတော့ခင်ခဲ့တဲ့ဟိုတယ်မန်နေဂျာရဲ့တူဖြစ်ကြောင်းပြောပြတယ်။သူ့ကိုစောဖို့စာရဲတရွက်ပါပေးထားတယ်ဆိုပြီးတော့ပြောပြပြီးသွားထုတ်ကြည့်တယ်။အဲဒီတော့မှဦးလေးဟာတနာကြောက်တန်းတွေကိုမကြိုက်ဘူးဆိုတဲ့စာကိုကုတ်လိုမျိုးရေးထားတာတွေ့တယ်။အဲဒါကြောင့်မနီးမွေးမှာပေါ်နေတဲ့ကြောက်တန်းစီကိုကူးသွားလိုက်ကြတယ်။ကြောက်တန်းနဲ့ဝင်ကူးနေတော့မှပဲ Trump အမအင်ဂျီဟာကြောက်တန်းတစ်ခုနဲ့ညီသွားတယ်။ဒါပေမဲ့ Trump ရောက်လာပြီးတော့ကူညီပေးတယ်။အဲဒီချိန်အပေါ်ကနေမန်နေဂျာတပည့်တယောက်ကကင်မရာနဲ့ကြည့်နေတယ်။ Trump တို့ကိုဘယ်နေရာမှမတွေ့တော့ရေးနဲ့သွားပြီးလို့မန်နေဂျာကိုသတင်းပို့လိုက်တယ်။ပြီးတော့ဟိုတယ်ကစမ်းသပ်ခန်းကိုပြန်လာပြီးအဲ့ဒီမှာစသေးတွေကိုစမ်းသပ်မှုပြုလုပ်နေကြတယ်။တကယ်တော့မန်နေဂျာကဟိုတယ်ရောက်လာတဲ့ဧည့်သည်တွေကိုပထမဆုံးကြိုဆိုတဲ့အနေနဲ့ရောကော်တေးတိုက်ပါတယ်။အဲ့ဒီထဲမှာသူတို့ပြုလုပ်ထားတဲ့ဆေးကိုထည့်ထားတာပါ။ဆေးရအစွမ်းကိုတီးဖို့အတွက်အဲ့ဒီဧည့်သည်တွေကိုကန်းချေပို့လိုက်တာဖြစ်ပါတယ်။ကန်းချေမှာဆိုရင်တော့အချိန်ကအရင်မြန်တာကြောင့်ဆေးရနေတဲ့ရလက်ကိုလည်းမြ мян သိရမှာဖြစ်ပါတယ်။အဲဒါကြောင့်သူတို့စီလာသမျှဧည့်သည်တော်တော်များများဟာစမ်းသပ်ခံဖြစ်တဲ့ကန်းချေကိုအပိုးခံလိုက်ရတာပါ။ခဏနေတော့ဧည့်သည်လည်းများထက်ရောက်လာလို့ကော့တေးတိုက်ပါတယ်။ဒါပေမဲ့လူတယောက်ရောက်လာပြီးကော့တေးခွက်တီကိုတိုက်လိုက်ပါတယ်။ပြီးမှတိုက်လိုက်တဲ့လူက Trump နဲ့သူ့မဖြစ်နေပြီးမန်နေဂျာကိုအကြောင်းကိုပြောပြလိုက်ပါတယ်။ဟိုတယ်မှာတဲနေတဲ့ရဲရာရှိတယောက်ကိုလည်းကန်းကြီးမှာတွေ့ခဲ့တဲ့နှုတ်စာအုပ်ကိုပေးလိုက်တယ်။စာအုပ်ထဲကနာမည်ကိုစစ်ကြည့်တော့ပျောက်နေတဲ့လူတွေဖြစ်နေပါပြီ။တိတ်မကြခင်မှာပဲမန်နေဂျာနဲ့သူ့အပေါင်းပါတွေအဖမ်းခံလိုက်ရပါတယ်။ရဲရာရှိက Trump တို့မောင်သမားကိုသူတို့အတော်တွေနဲ့တွေ့ဖို့လေစိတ်ကိုခေါ်သွားပေးခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီကနေ့ recap အကြောင်းအရာကိုတလောင်းနဲ့နှုတ်ဆက်ခွင့်ပြုပါရှင်အသစ်သက်သောအကြောင်းအရာတွေနဲ့အသစ်သက်သော recap တွေနဲ့ပြန်လာခဲ့ပါအောင်မယ်အမြဲတမ်းချစ်ခင်ပေးလို့လည်းကျေးဇူးပါပြန်လည်ဆုံတွေ့ကြတာပေါ့နော်ဘိုင်ဘိုင်